မင်္ဂလာပါရှင်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဖွဲ့စည်းပုံ၄ချိန်အနေနဲ့သုံးသက်ချက်တွေကိုကြည့်ရှုလို့ရမယ်။ Xiaomi ရဲ့ S800 Smart ပေါင်ချိန်စက်လေးပြပေးပါမယ်ရှင်။ဒီ S800 လေးမှာဖွဲ့စည်းပုံရဲ့တစ်ခုချင်းစီတိုင်းကိုတိုင်းတာပေးမဲ့ electrode 8ခုပါပါတယ်ရှင်။စကေရဲ့မျက်နှာပြင်လေးမှာ4ခုပါပါတယ်။လက်ကင်တန်းလေးမှာ4ခုပါပါတယ်။ total 8ခုပါပါတယ်ရှင်။ဒီ8ခုကနေပြီးတော့အုပ်စု5စုခွဲပြီးတော့တိုင်းတာပေးမှာပဲဖြစ်ပါတယ်။ခြေထောက်နှစ်ဖက်လက်နှစ်ဖက်ခန္ဓာကိုယ်အလဲပိုင်းပေါ့နော်ဒီလိုမျိုးတိုင်းတာပေးမှာဖြစ်ပါတယ်။ app နဲ့ချိတ်ဆက်မယ်ဆိုလို့ရှိရင်သူက China version ဖြစ်တဲ့အတွက်ကြောင့် region မှာ mainland China ကိုရွေးပေးရမှာပဲဖြစ်ပါတယ်ရှင်။ဒါဆိုရင် app တစ်ပိုက်ကိုတွားပြီးတော့ချိတ်လိုက်မယ်ဆိုလို့ရှိရင် data တွေအားလုံးကြည့်ရှုလို့ရပါပြီရှင်။ချိတ်ဆက်ရတာလည်းလွယ်ကူသလို iOS ရော Android ရောနှစ်မျိုးလုံးအသုံးပြုလို့ရမှာဖြစ်ပါတယ်။ကိုတွင်လေးချိန်ကိုသိချင်နေဆိုရင်တော့လက်ကင် electrode လေးကိုကင်ပြီးတော့ချိန်ပေးရမှာဖြစ်ပါတယ်။သူကပုံမှန်ပြထားတဲ့အတိုင်း45ဒီဂရီစောင်းပြီးတော့ချိန်ပေးရမှာဖြစ်ပါတယ်ရှင်။တကယ်လို့ကိုကပေါင်မဲချိန်မယ်ဆိုလို့ရှိရင်တော့စကေဘောကိုဒီတိုင်းတက်ပြီးတော့မှလည်းချိန်လို့ရပါတယ်ရှင်။လေးကတော့ချိန်ထားတဲ့ history လေးပဲဖြစ်ပါတယ်။သူကခန္ဓာကိုယ်ရဲ့ဒူးတွေကိုပြပေးတယ်။အစီတွေဘယ်လောက်ရှိတယ်၊မာဆယ်ဘယ်လောက်ရှိတယ်ဆိုတာကိုပြပေးပါတယ်။ဒီထက်ပိုပြီးတော့မှကြည်ကြဲပြန်ကြည့်ချင်နေဆိုလို့ရှိရင်ဒီ view history ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကြည့်လို့ရမှာဖြစ်ပါတယ်။ဒီမှာကျတော့သူက standard insufficient under ဆိုပြီးတော့မှခွဲခြမ်းစိတ်ဖြာပြီးတော့လည်းပြပေးပါတယ်။ကိုလိုအပ်နေတဲ့ဥစ္စာတွေကိုထပ်ပြီးတော့မှဖြည့်ပြီးတော့စားတောက်တင်စားတောက်မယ်လေ့ကျင့်ခန်းလုပ်တင်လုပ်လို့ရအောင်လို့သူကရာဂိုင်နှုန်းနဲ့လည်းပြပေးတယ်သုံးသက်ချက်တွေလည်းပြပေးပါတယ်နောက်ထပ်ပြီး view mode ကိုထပ်နှိပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ detail ကြကြည့်လို့ရမှာဖြစ်ပါတယ် body composition မှာတော့ရေရဲ့အစီရဲ့အသားရဲ့အယိုးရဲ့အလေးချိန်ကိုတိတိကျကျပြပေးပါတယ် triangle body shape ဖြစ်ပါတယ် body shape တွေလည်းပြပေးပါတယ်ပြီးလို့ရှိရင်ဒီအပေါ်မှာကျတော့သူကအသေးစိတ်နောက်ထပ်ကြည့်လို့ရပါသေးတယ်နောက်ထပ် standard အဆင့်ကိုရောက်ဖို့ရဗနေရာဂိုင်နှုန်းလိုသေးလဲဒီလိုမျိုးရာဂိုင်နှုန်းလေးတွေနဲ့လည်းကြည့်လို့ရမှာဖြစ်ပါတယ်အောက်ဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့သူက fat ကို analyze လုပ်ပေးထားတာဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့ body shape မှန်ဟိုဘက်ဒီဘက်ဘဲလက်ညီမညီတွေအကုန်လုံးကိုတိုင်းတာပြပေးထားတာဖြစ်ပါတယ် under ဆိုလို့ရှိရင်သူအပြောင်လေးနဲ့ပြမယ် normal ဆိုအစိမ်းရောင်အဝါရောင်ဆိုလို့ရှိရင် over ဖြစ်နေတယ်ပေါ့နော်နည်းနည်းဝနေတယ်ဒီလိုမျိုးပြပေးမှာဖြစ်ပါတယ် muscular analysis မှာဆိုလို့ရှိရင်လက်မောင်းကြွက်သားတွေကဘယ်လောက်ရှိနေတယ်ဘိုက်ကကြွက်သားတွေဘယ်လောက်ရှိနေတယ်ခြေစလုံးကြွက်သားတွေပေါင်ကြွက်သားတွေဘယ်လောက်ရှိနေလဲဆိုတဲ့ဥစ္စာကိုပါတခါလေးပြပေးပါတယ်ရှင်ပြီးရင်ကိုယ့်ရဲ့ body type ကဘယ်လိုမျိုး type မျိုးလဲဆိုတာကိုလည်းပြပေးပါမယ်ဒီအောက်ဆုံးမှာကျတော့ weight suggestion မှာကျတော့နောက်ထပ်ပြီးတော့ကိုယ့်ရဲ့ weight ကိုဘယ်လိုမျိုးပြင်ဆင်သင့်လဲဆိုတဲ့ဥစ္စာကိုပြပေးပါတယ် weight control မှာဆိုရင်နောက်ထပ် weight တက်ဖို့က21လိုသေးတယ်ပေါ့နော်စီရထပ်ပြီးတော့ short ဖို့ကတော့ 1.4 gym လိုပါသေးတယ်မာဆယ်ထပ်ပြီးတော့တိုးဖို့က23လိုသေးတယ်ဒီလိုမျိုးကြည့်လို့ရမှာဖြစ်ပါတယ်ရှင်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဖွဲ့စည်းပုံအလေးချိန်ကိုသိရှိနိုင်ပြီးတော့သုံးသက်ချက်တွေလည်းပြန်လည်ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမကြီးလိုက်စားသူတွေအနေနဲ့အသုံးဝင်တဲ့ပေါင်ချိန်သက်လေးဖြစ်ပါတယ်ရှင်နောက်ထပ်ပြီးတော့သူကချိန်ထားတဲ့ history တွေဆိုလို့ရှိရင်ခုနှစ်တွေအထိကြည့်လို့ရမှာပဲဖြစ်ပါတယ် function တွေကတော်တော်များများလေးပါပါတယ်ရှင်ဝယ်ယူခြင်းနဲ့ဆိုရင်မိတ်ဆွေတွေရဲ့ Sweet Connect Facebook channel မှာတစ်စင်း TikTok channel မှာတစ်စင်းမှာယူနိုင်ပြီပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်